LGBT ချစ်သူဆောင်တွေကတော့14ရက်နေ့မှာမင်္ဂလာဆောင်သွားပါပြီလို့သိရပါတယ်။သူတို့နှစ်ဦးမှာဘသူကသတို့သားဘသူကသတို့သမီးလဲတော့မသိဘူး။တင်တောင်းခံရတဲ့သတို့သမီး LGBT ကတော့ရွှေတရာပတ်သားနဲ့တင်တောင်းငွေပတ်28သိန်းလက်ထပ်စိန်လက်စွပ်နှစ်ကွင်းနဲ့တန်ဖိုးကပတ်9သိန်းတန်နဲ့မကဝဲအဲ့ပြဲနေဖို့အိမ်ကဘတ်35သိန်းနဲ့တင်တောင်းခဲ့တယ်လို့သိရပါတယ်။ပူလီလဲမြို့မှာနေထိုင်ကြတာဖြစ်ပြီး LGBT စုံတွဲကသူတို့ရဲ့ဘဝအကြောင်းကိုပြောပြခဲ့ကြတယ်။အစတည်းကချမ်းသာတဲ့သူတွေမဟုတ်ကြပါဘူး။သူတို့သား LGBT ကချာချမ်းဆောင်ကားထုတ်လုပ်တဲ့စက်ရုံမှာအလုပ်လုပ်တယ်။အဲ့ဒီမှာ Facebook ကနေသူတို့သမီးလောင်း LGBT နဲ့ခင်သွားပါတယ်။တယောက်နဲ့တယောက်လေးလာခဲ့ကြပြီးဆိုင်ရာအလုပ်ကနေထွက်ခဲ့ကြပြီးနှစ်ယောက်အတူအလုပ်လုပ်ခဲ့ကြတယ်။17နှစ်လောက်အလုပ်လုပ်ခဲ့စူးစမ်းရှာခဲ့ကြပြီးပြည်စုံတဲ့တနေ့မှာအကျဉ်းလင်မယားဖြစ်လက်ထပ်ခဲ့ကြတာလို့သိရပါတယ်။